Hello ဒီနေ့မှာတော့ပင်လယ်စာသမင်းကြော်လေးကြော်စားဖြစ်ပါတယ်။အရင်ဦးဆုံးသမင်းပြူကိုပဲငယ်မြာရေးအကြီးကြာညို့ခရုစီနဲ့စာအရသာလေးတွေအရင်နေထားပေးပါမယ်။ပဝင်ပစ္စည်းလေးတွေကိုလည်းပြင်ဆင်ထားပေးပါတယ်။ပြီးရင်တော့ကြက်ဥနှလုံးအရင်ဆုံးမှုကြော်ပါမယ်။ကြက်ဥလေးအနည်းငယ်ကျရင်ကြက်သွန်ဖြူနဲ့ကြက်သွန်ကြီးပပလေးထားတာလေးတွေထည့်ကြော်ပေးပါမယ်။ကြက်သွန်လေးတွေအနည်းငယ်နွမ်းသွားရင်တော့ပြင်ဆင်ထားတဲ့ပင်လယ်စာလေးတွေထည့်ကြော်ပေးပါမယ်။ပြီးရင်တော့ခဲရင်ဒီစိတ်ထားတာလေးတွေထည့်ပြီးအရသာအတွက်အစားနဲ့ပဲငယ်မြရည်လေးအနည်းငယ်ထည့်ပေးပါ။တင်လင်စာလေးတွေချက်ပြီးဆိုရင်တော့ခုနကအရသာနဲ့ထားပြီးရထမင်းထည့်ပြီးကြော်ပေးပါမယ်။ခါကျဥလိုပဲတီးစိမ့်လို့အသီးနှံလေးတွေထည့်ကြရင်တော့ချက်ဥနဲ့တူတူအရင်ဦးဆုံးကြော်ပေးရပါတယ်။ဒီနေ့မှာတော့ပင်လယ်စာလေးများများစားချင်လို့အသီးနှံလေးတွေကိုရှော့ပြီးကြော်ထားတာပါ။နောက်ဆုံးမှာတော့ကြက်သွန်မိန်လေးထည့်ပြီးငရုတ်ကောင်းလေးဖြူလိုက်ရင်အရန်ကိုအရသာရှိတဲ့ပင်လယ်စာသမင်းကြော်မွေးလေးရပါပြီရှင်။ပင်လယ်စာသမင်းကြော်လေးနဲ့လိုက်ဖက်တဲ့ဘေးအချင်းလေးနဲ့စွန်တဟင်းလေးပါပြင်ဆင်ထားတော့အရန်ကိုစားကောင်းပါတော့ရှင်။ကြော်ရတာလည်းလွယ်ကူပြန်ဆန်နာမို့ဒီနီးတိုင်းလေးပဲလှုပ်ရှားကြည့်ကြပါနော်။